အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာပို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြမယ့်ဝတ္ထုတိုလေးကနောက်ဆုံးထီစေယုံကရုံပေါ်ရင်လဲနေတော့သူ့မျက်နှာလေးကခြောင်ကျနေတယ်ပယိုးတွေငေါထွက်ပြီးမျက်လုံးကလည်းခြိုက်ဝင်နေတယ်ဖြစ်ရလေဟဲ့ဒီလောက်တောင်ပဲလားသူခံစားနေရတာ၄နှစ်ကြာနေပြီငါသူ့ကိုနှုတ်ဆက်ခြင်းဘူးဟာသူ့နောက်ဆုံးအချိန်ဟာနိုင်ပိုင်းမိနစ်ပိုင်းလောက်လေးပဲဖြစ်သွားနိုင်ပါလေနေနှုတ်ဆက်လိုက်ပါဟဲ့သူ့မှာအသိရှိပါသေးတယ်ငါကြောက်နေတယ်သွားပါတကယ်နောက်ဆုံးအချိန်မှာနောက်ဆုံးဆန္ဒကိုဖြည့်ပေးလိုက်တယ်လို့သဘောထားပါပြီးတော့နေငါသူ့ကိုပို့ပြီးတော့နှုတ်ဆက်တင်တာပေါ့ကျွန်တော်ကဂရင်ဘေးနာကခုံလေးမှာထိုင်လိုက်တယ်သူနာပြူဆီယာမာလေးကအလိုက်တီးသွားထွက်သွားတယ်နင်တို့လွတ်လွတ်လပ်လပ်ပြောပါငါပြင်မှာပဲနေပါမယ်တီတာကကျွန်တော်နားကိုထပ်ပြီးပြောပြီးတော့ထွက်သွားတယ်စေယုံထူခန်းခဲ့တယ်ဖြစ်တယ်လေးပိစက်ကအတန်ကျေလုံးလာတယ်ရင်ကောင်တစ်ကောင်ကသူ့နှကမ်းပေါ်ကိုလာနာတယ်ကျွန်တော်ကရင်ကောင်ကိုလက်နဲ့မောင်းလိုက်တယ်ရင်ကောင်ကမျက်လုံးပေါ်နားပြန်တယ်သူကမျက်လုံးလေးကိုပုတ်ခတ်လှုပ်လိုက်တယ်သူကကျွန်တော်ကိုတွေးလိုက်ရသဖြင့်အာတင်သွားဟန်တူတယ်ဟင်းတစ်လုံးနဲ့ထွက်လာပြီးမျက်လုံးကြီးပြူကြည့်နေတယ်ဒီချိန်ကဝိုင်းဆက်သောမျက်လုံးများပြေဖောင်းနေတဲ့ပါပြင်နေရဲနေတဲ့နှကမ်းနတ်မောင်နေတဲ့သပင်ဘာဆိုဘာမှမူလအသွင်မရှိတော့သူကကျွန်တော်ထက်9နှစ်ငယ်တယ်သို့တော့ယောဂဝေဒနာတွေကိုခံစားထားရတဲ့သူဖြစ်တာကြောင့်ယခုကကြောက်စရာအသွင်ဖြစ်နေတယ်သူကခေါင်းလေးကိုစောင်းပြီးရှိုက်လိုက်တယ်ကျွန်တော်ကိုမကြည့်တော့သူ့လက်လေးတစ်ဖက်ကိုကျွန်တော်ဆုပ်ကန်လိုက်တယ်အယူပေါ်ရည်တင်ပိန်လွန်းလှတာအကြောများပြိုင်ထားနေတယ်သူကကျွန်တော်လက်ထဲမှာသူ့လက်လေးကိုဆွဲထုတ်နေတယ်မောင်မနီးကမှတိတယ်သူကလက်ကိုအတင်းဆွဲထုတ်နေတယ်ကျွန်တော်လှုပ်ပေးလိုက်တယ်ကျွန်တော်ဘက်ကသူလက်မလားမောင်ကမတွေ့ချင်ဘူးဆိုရင်လည်းပြန်มาတော့မယ်ကျွန်တော်ကမတက်ရက်လိုက်တယ်သူကတူတူလေးပြောနေတယ်ကျွန်တော်မကြားရတေးသေးချာချာထက်နားထောင်ရတယ်တိတ်ရက်စတဲ့ကျွန်တော်ပြန်ထိုင်လိုက်တယ်ယခုချိန်မှာသူနဲ့ပြန်ပြီးမပြောသင့်သူပြောချင်ရင်ပြောပါစီကျွန်တော်ဘက်ကသူမျက်နှာလှည့်လိုက်ရောဘားပြင်မှာမျက်ရည်တွေရွှဲနေတယ်ကျွန်တော်ကတိုက်ပုံအင်ကြီးထဲမှာလောက်ကင်ပွာလေးကိုထုတ်လိုက်ပြီးမျက်ရည်တွေကိုတုပ်ပေးလိုက်တယ်သူကမငင်းပါဘူးငြိမ်ပြီးတော့မျက်လုံးတွေကိုမိတ်ထားတယ်နှစ်ဒီဘယ်လောက်ကြာသွားပြီလဲနှစ်ပေါင်း20တောင်လားဟုတ်တယ်နေနိုင်တယ်ပေါ့နေနိုင်အောင်နေရတာပေါ့ခုဘာဖြစ်လို့လာတာလဲတီတာပြောလို့လာတာသူကမောနေပုံရတယ်စကားကိုကြိုးစားပြောရင်ရင်တွေကဖိုလိုက်နေတယ်မောရင်စကားမပြောပါနဲ့မောင်စောင့်နေပါမယ်အချိန်လေးသိမ့်မကြံတော့ဘူးနဲ့တူတယ်ကျွန်တော်ကသူ့လက်ကလေးကိုစုပ်ပေးထားရင်ခုထိစိတ်ဆိုးနေတော့မဲလားစိတ်ဆိုးဖို့ခွန်အားတွေမရှိတော့ပါဘူးမောင်ရဲ့မောင်တို့နှစ်ပေါင်း20အတွင်းမတွေ့ကြဘူးနော်တမျိုးထဲမှာနေပြီးမတွေ့ကြတာစမ်းနေလွန်ခဲ့တဲ့15နှစ်လောက်ကမောင်ကိုတွေ့တယ်ဘာဖြစ်လို့မခေါ်တာလဲပဲမှာလဲတေဦးတန်းမှာလေជីဦးဆိုင်မှာသမီးလေးနဲ့မိန်းမနဲ့ជីဦးအတူတူတောက်နေတာဘာဖြစ်လို့လာမခေါ်တာလဲသူများမိသားစုကိုအနောက်ရှက်မပေးကောင်းဘူးလေကို့မှာသူကချောင်းနေစိုးပြီးမောလုံးတစ်ဖြင့်ရင်ဘတ်လေးကိုပြီးထားတယ်နေဦးမောင်ဆရာဝန်ကိုတွားခေါ်ပေးမယ်နေပါရေတောက်ချင်တယ်ကျွန်တော်ကရေပလင်းထဲမှာရေကိုပန်ကွက်ထဲငှဲ့လိုက်ပြီးသူ့ကိုတိုက်ရန်ပြင်လိုက်တယ်ရေမတောက်နိုင်ဘူးကွမ်းလေးနဲ့ညစ်ချပေးပါလားကျွန်တော်ကဘေးမှာတွေးလိုက်ရတဲ့ဂွန်းလိတ်ထဲကဂွန်းကိုဖယ်ပြီးရေစိမ်ကသူ့နှုတ်ခမ်းလေးကိုဖြည်းဖြည်းလေးညစ်ချပေးနေတယ်သူရေသီးသွားတဲ့ဖြင့်ခေါင်းလေးကိုအသာလေးပွေထူပေးလိုက်တယ်ထိုင်မလားမထိုင်နိုင်တော့ဘူးချမ်းနေဒါဆိုရင်အဲကုန်းပိတ်ပေးရမလားအပြင်လေးရှူခြင်းနဲ့တကားဖွင့်ပေးပါလားအသက်ရှူကြက်နေတယ်ကျွန်တော်ကတကားထားပွင့်နေသို့တော့တကားတွေကဖွင့်မရနေအောင်
မောင်ဆီယာမကိုသွားပြောပေးမယ်နေပါစီတော့ထိုင်မောင်သမီးလေးကအခုဆိုရင်အပြူကြီးဖြစ်နေရောပေါ့ဘဲကသမီးလဲထိုးစင်အခန်းတကားပွင့်လာတယ်သူနာပြုဆီယာမလေးကဝင်လာပြီးဆီယာဝင်ကြီးရောင်းလဲနေတယ်အခန်းအပြင်ခဏထွက်ပေးပါဦးပြောလာတယ်ကျွန်တော်ကသူ့ကိုမောင်ပြန်လာခဲ့မယ်ဦးပြောကအပြင်ထွက်လိုက်တယ်ကျွန်တော်ပြင်ခုံထဲတွင်တီတာနဲ့အတူထိုင်နေတယ်သူစကားတွေပြောနိုင်သေးလားပြောတယ်သူစကားမပြောတာတစ်လားလောက်တောင်ရှိနေပြီငါ့ကိုပြောတယ်သူကငါ့ကိုအိမ်အောင်ရှိတယ်ထင်နေတယ်ဟင်မဟုတ်ဘူးလားမဟုတ်ဘူးထိုစဉ်ကလေးမလေးတယောက်ပြေးလာတယ်ကူညီကြပါရှင်တွေးလို့နေလို့ပါဘီသွေးဆိုရင်လူကြပါရှင်ကျမအမေရေးပေါ်တွေးလို့နေလို့ပါကျွန်တော်ပါဇက်ကလုတ်ကနေထွက်သွားတယ်ကျွန်တော်ဘီသွေးပါဦးလေးရဲ့ကဲပါအောင်အမေမှာတွေးလို့နေလို့ပါကဲပါနော်အေးဘယ်မှာလဲတီတာကြီးငါတွေးသွားလှူလိုက်အောင်မယ်ပြန်လာမယ်ခုပဲပြန်လာခဲ့မယ်ကျွန်တော်စေးရုံကိုလူနာလာကြည့်တယ်ချက်ချင်းပင်ကုသိုလ်တစ်ခုယူလိုက်မိတယ်တွေးလူပြီးပြန်လာသည့်အခါတွင်တီတာကိုအခန်းဝါတွင်မတွေ့ရတော့အခန်းတကားကိုတွန်းဖွင့်ဝင်လိုက်ရာတီတာကဂရင်ဘော်တွင်မှောက်ပြီးတသိမ့်သိမ့်ရှိုက်ကငိုနေတယ်ဂရင်ဘော်တွင်သူ့အလောင်းကိုမျက်နှာပေါ်ထိစောင်းကိုအုပ်ထားတယ်သူဆုံးသွားပြီလားဆုံးသွားပြီသူမေးသေးတယ်ပြန်သွားပြီလားတဲ့ဩသူ့ကိုကျွန်တော်ရှင်းပြရင်အချိန်ထိသူမစောင့်နိုင်တော့တင်ညွတ်9 ရက် 3 လ 2019